လုံးမဲမင်္ဂလာပါတဲလေးတို့ရထမင်းစားမယ်ရှင်ငပိတောင်နဲ့ထမင်းစားမယ်နော်ငပိတောင်ကြီးပါဦး20သားလောက်ရှိတယ်အခုပဲထောင်းပြီးတဲ့တဲလေးဒါကတော့ကျက်ဥကြော်နော်တဲလေးတူစရာနည်းနည်းပါပါတဲလေးဒါကတော့မောင်လာပြည်ရဲ့ဘူးညွတ်ရဲ့ဒီအညွတ်ကလေးမမခေါ်မတတ်ဘူးအတဲလေးပါအညွတ်လေတော့မသိဘူးအခုတော့တနင်ဝက်ဒီနေ့ကတော့ငပိတောင်ကတော့လေတဲလေးမနေပြတော့ဘူးနော်တဲလေးနော်စားလဲစားမယ်နဲ့လေနဲ့မယ်နော်အတဲလေးတို့နော်ဘလောက်ထိစားကောင်းလဲဆိုတာမြင်စားတာဘာမှမရှိဘူးအတဲလေးတို့ကောက်ကောက်တောင်းအန်ဒီတခဲတောင်းကျဲဦးကျော်ကိုစရာခြာဒီငိုးနဲ့စားပြီနော်အမီကိုစရာအကျန်းနဲ့မှလိုက်တာအသေးလေးတို့သိလားကျဲဥကြော်နဲ့အပိတောင်တကဲအပိတောင်ကလေသေးလေးတို့ရေမရမ်းပြပါတာအတွက်ကြောက်သေးလေးတို့နည်းနည်းချင်းနဲ့ချက်ဘယ်လိုခေါ်လဲဒီအညွန့်ခေါ်လို့မတောက်ဘူးမမပြောပြမယ်နော်မမသမင်းစားတဲ့ပို့တွေကိုတရေကြလို့ရတယ်လိုက်မစားနဲ့နော်တစ်ခါတည်းပြောမယ်နော်အများတန်းလည်းပြောတယ်နော်ကိုနဲ့တဲ့လာမတဲ့ဘူးဆိုတာလည်းရှိသေးတယ်လေနော်မမစားတယ်လို့မျိုးလိုက်မစားနဲ့ကြည့်လို့ရတယ်နော်တစ်ခါတည်းပြောထားမယ်နော်ဘာဖြစ်လို့လဲဆိုတော့မမသမင်းစားတဲ့ပို့အမအပြစ်လာပြင်ကြတယ်မမကိုမမလိုမျိုးလိုက်စားပါလို့လဲတစ်ခါမှလည်းမပြောပြဘူးတစ်ခါမှလည်းမပြောရဘူးအသေးလေးတို့ရအပြစ်နဲ့ပြောတယ်နေအဲ့လိုစားတာတဲ့တချို့လူကြီးတွေတချို့ကလေးတွေရတဲ့စားမတက်ဘူးဆိုတချို့လူကြီးကသွေးတိုးတွေပါတွေရှိမယ်ဆိုလိုက်စားမယ်ဆိုရတဲ့တကူကူပြုတ်ရမယ်ဆိုရင်ဘယ်လိုလုပ်မလဲတဲ့ဟဲ့လိုက်စားပါဆိုတော့လည်းငါတစ်ခါမှလည်းမပြောရတခိုးမှလည်းမပြောအဲ့ဒီလူကြီးကအောင်နောက်မရှိဘူးဆိုရင်တော့အဲ့ဒါလည်းပြောမတတ်တော့ဘူးအပြစ်နဲ့ပြင်းနေတယ်လေလိုက်စားပါလို့လည်းတစ်ခါမှလည်းမပြောဘူးอันนี้นะแกงต่อวิตาซา
ကြောင်နဲ့တယောက်လူရလေတဲလေးမတူဘူးနော်တဲလေးနော်ဟိုလူကိုကြိုက်မယ်ဆိုရင်ဟိုလူကိုတကြည့်သိလားမမကိုကြိုက်တယ်ဆိုမမကိုကြည့်နော်တဲလေးနော်မမလိုင်းကိုလာပြီးတော့ဟိုလူစားတာကိုပဲကြိုက်တယ်ဒီလူစားတာကိုပဲကြိုက်တယ်လာပြီးတော့မရင်းနဲ့အသေးလေးမမလည်းငါလိုင်းကိုလာကြည့်ပါငါလိုင်းကိုလာကြည့်ပါလည်းမပြောဘူးအသေးလေးကိုကြိုက်တဲ့လူစီမှာကိုကြည့်နော်ကိုကျင်တဲ့လူစီကိုကြည့်မလို့ကြည့်ဟာနောက်ပြီးတော့တခုရှိသေးတယ်။အိုမစားတဲ့ဟာတွေကယူရမယ်ဆိုရင်လည်းလာမကြည့်နဲ့သိလား။သမင်းစားနေတာနော်။သူလူတွေကလာမှန်းလေယူနေတယ်။ဘာသာလဲပြောရမယ်ယူမယ်ဆိုမကြည့်နဲ့။သူများအစားအတော့စားတာနေတို့အိမ်မှာဘာဒီစားကြလဲမသိလို့မေးကြစေရောမဟုတ်ဘူးရှင်းစားတာတော့တော်ဆက်မယ်နော်အသေးလေးတို့နော်ဒီရဲနေရောပဲကျုပ်တော့တယောက်တည်းပဲစားတယ်အဲ့ဒါတက်နဲ့နှားလိုက်တယ်လေးလုံးကြော်တယ်တဲလေးတော့ငန်းကြည့်ပါတော့ယူတယ်အရန်ကောင်းတာဦးမဦးစားလဲစားကောင်းလဲကောင်း